저리 눈을 뗄 수 없을 걸 말리지 마 너무 이뻐 보여 내가 뭐를 입던지 너무 섹시해 보여 굳이 넣을 줄 알아도 아직은 나의 high 색감은 stuck in 또 저의 눈을 뗄 수 없을까 Second generation ရဲ့ Sassy Queen တွေလို့တင်စားထားတဲ့ AOA ရဲ့ mini skirt ဟာ2024နှစ်ကုန်ပိုင်းကနေအခုလက်ရှိအချိန်အထိတကယ်ကိုကိုရီးယားနဲ့ international က keyboard ပါတဲ့လူငယ်ကြားမှာမမျှော်လင့်ပဲ viral ဖြစ်ပြီးတော့ပြန်ပြီးတော့ trend ဖြစ်လာတာဖြစ်ပါတယ်ခင်ဗျာ social media တွေကနေဒီသချင်းဟာတက်ဖန်ပြန်ပြီးတော့ viral ဖြစ်သွားခဲ့ပြီး digital streaming chat တွေမှာပြန်တက်လာခဲ့တာပါ Mellow Music search chat တွေနဲ့ Spotify viral chat တွေမှာဆိုရင်လည်းအခုတလော mini skirt ကိုပြန်တွေ့နေရတာကတကယ်ကိုလက်တွေ့ပါနော်ဒါဟာတကယ်ကို classic rapper run တစ်ခုလို့တောင်ပြောလို့ရပြီးတော့ကျောင်းကပွဲတွေ random dance တွေ cover sound တွေနဲ့ TikTok challenge တွေပါပြန်လုပ်လာကြတာပါအထူးကတော့ AOA ရဲ့ mini skirt ဟာ edit culture ကနေတဆင့်ပြန်ပြီးတော့ trend ဖြစ်လာခဲ့တာပါဒီလိုမျိုးတချင်းဟောင်းတွေနဲ့ editor မျိုးကခဏခဏရှိတတ်ပေမဲ့အခု AOA ရဲ့ mini skirt ပြန်ခစ်စားလာတာကတော့တကယ်ကိုထူးခြားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာပြောပြရမယ်ဆိုရင်တော့ TikTok Instagram X-Sport က editor တွေဟာ idol တွေရဲ့ဆွဲမဲ့စရာကောင်းတဲ့ moment တွေကိုဒီတချင်းရဲ့ random နဲ့တွဲပြီးတော့ edit လုပ်ရကနေပြန်ပေါက်လာတာမျိုးပါဒီတချင်းရဲ့ beat ဟာခိုင်အေးနဲ့ဆွဲဆောင်မှုရှိတာကြောင့်ဘယ် idol ရဲ့ edit နဲ့မဆို live ဖက်နေတာကအဓိကအချက်ပဲဖြစ်ပါတယ်ခင်ဗျာအခုနောက်ပိုင်းမှာဆိုရင် K-pop မှာ2010ဝန်းကျင်ကထွက်ခဲ့တဲ့ second generation သချင်းတွေရဲ့ Y2K နဲ့ retro vibes အရသာတွေကိုပြန်တန်းတက်လာကြတာအများကြီးတွေ့ရှိလိုက်ရပါတယ်ခင်ဗျဒီတချင်းဟာဆိုရင် viral ဖြစ်အောင်တွေမကားပဲနဲ့ music chat တွေမှာဆိုရင်လည်းတကယ်ကိုတက်ရောက်မှုရှိနေတာပါပြီးခဲ့တဲ့2025ဒီဇင်ဘာလကုန်ပိုင်းမှာဆိုရင် Promise Night အဖွဲ့ကဒီတချင်းကိုကာဗာဆိုခဲ့ပြီးတဲ့နောက်မှာတော့ Spotify မှာ daily streaming အများဆုံးစံချိန်ကိုတောင်ပြန်ပြီးတော့တင်နိုင်ခဲ့ပါတယ်2026 January လအစောပိုင်းမှာဆိုရင်လည်း AOA ရဲ့ YouTube view တွေဟာဆိုရင်ပုံမှန်ထက်100%တဲ့ကြော်ပြီးတော့ရုပ်တရက်ခုန်တက်သွားပါသေးတယ်ခင်ဗျ Spotify မှာဆိုရင်လည်း AOA ရဲ့လစဉ်နားထောင်သူဟာအခုဆိုရင်3သန်းကျော်အထိကိုပြန်တက်လာနေတာတွေ့ရှိရပါတယ်အခုဆိုရင် mini skirt ဟာ edit လုပ်တဲ့သူတွေကြားမှာ Dabadi sound အဖြစ်သတ်မှတ်ခံထားရပါတယ်ခင်ဗျာပြောရမယ်ဆိုရင် visual ကောင်းတဲ့ idol တွေရဲ့ edit တွေမှာဒီသချင်းကိုမဖြစ်မနေသုံးနေကြတာပဲဖြစ်ပါတယ်ခင်ဗျာဒီသချင်းဟာထွက်ရှိခဲ့တာစနစ်နဲ့ရှိပြီဆိုပေမဲ့လည်းတခြား legendary သချင်းတွေလိုပဲအချိန်မရွေးနားထောင်လုံးကောင်းနေတဲ့ timeless ဖြစ်တဲ့သချင်းတစ်ပုဒ်ဖြစ်သွားတာကတော့လုံးဝကိုအသေးချပါပဲခင်ဗျာပြီးခဲ့တဲ့40ချိန်မြောက် Golden Disc Award 2026ပွဲကြီးမှာအကောင်းဆုံးနောက်ထပ် stage တစ်ခုကိုပြောပါဆိုရင်မင်းတို့တွေးကြလားတော့မသိဘူး IVE က Golden Disc Award ညမှာအရင်ကနဲ့မတူတဲ့ concept အသစ်ကြီးနဲ့ပေါ်ချလာတာပါသူတို့ရဲ့ဖြိုပြမှုဟာဆိုရင်တညတောင်လုံးရဲ့အကောင်းဆုံးပိုင်းတွေကတစ်ခုတောင်ဖြစ်ခဲ့ပါတယ်အရင်ကနဲ့မတူတဲ့ concept အသစ်ဟုတ်ပါတယ်ခင်ဗျာ IVE ကဒီနေ့မှာသူမတူတဲ့ high school cheerleaders အပြာရောင် concept လေးတွေနဲ့စင်မော်ကိုတက်လာခဲ့တာကတကယ်ကိုအံ့ဩစရာတစ်ခုဖြစ်ခဲ့တာပါအမြဲတမ်းလှပကြော်ရှင်းနေကြအိုက်အဖွဲ့ကိုအခုလိုတက်ကြွလန်းဆန်းတဲ့အားကစားမယ်လေးတွေအဖြစ်မြင်ရတာကပရိသတ်တွေတက်တော့တကယ်ကိုအမြင်သက်တစ်ခုလေးဖြစ်သွားစေခဲ့တာအမှန်ပါပဲခင်ဗျာအပြာရောင်နဲ့အဖြူရောင်ရောဆက်ထားတဲ့အားကစားမယ်ဝတ်စုံလေးတွေပုံပွန်းတွေနဲ့အတူစင်မွန်တက်လာချိန်မှာတော့ပရိသတ်တွေအားလုံးတည်းမကပဲအားတက်ဆုံးက idol တွေပါအန်အော်တကြီးနဲ့ဟေကနေဖြစ်သွားခဲ့ရတဲ့အထိပါပဲခင်ဗျာသူတို့ရဲ့ဒီ concept အသက်နဲ့ performance ကဘလောက်ထိမိုက်တယ်လဲဆိုရင်အောက်က junior ကလေးတွေဖြစ်တဲ့ Wayne Store, NCT West, Goddess တို့ရဲ့ reaction တွေကိုသာကြည့်ကြပြီးတော့နော်ပထမဆုံးအနေနဲ့သူတို့ရဲ့ချက်ဆိုပဲ catchy ပုံစံမှာ cheerleader အကတွေကိုပေါင်းစပ်ပြီးတော့ BBB တချင်းနဲ့စတင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ Rebel Heart တချင်းကိုပို့ပြီးခန်းထားတဲ့ arrangement နဲ့ကပြသွားခဲ့တာပါအဖွဲ့ဝင်ရီဆိုရဲ့ Rabbit အားကစားသမားတယောက်လို performance လုပ်ပြီးတော့ပရိသတ်တွေကိုအားပေးတိုက်တွန်းတဲ့အပိုင်းကဒီနေ့ပွဲရဲ့အမှတ်ရစရာအကောင်းဆုံးအခိုက်အတန့်တွေကတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာအဲ့ရဒီဖြောပြမှုဟာ trend တစ်ခုအနေနဲ့တည်းမဟုတ်ပဲသူတို့ရဲ့ဘက်ဆောင်တော်မှုကိုတက်တည်ပြလိုက်တဲ့အခိုက်အတန့်တစ်ခုအဖြစ်အားလုံးရဲ့ရင်းထဲမှာကြံ့ရနေကြလားဆိုတာ comment လေးတွေမှာဖြည့်သားခဲ့ကြပါအောင်ခင်ဗျာ
နောက်ဆိုရင် drama နဲ့ K-pop သတင်းလေးတွေကို K-pop ဆင်းရဲ့ YouTube channel မှာပဲ update လုပ်တော့မှာမို့လို့ YouTube channel လေးကိုလာရောက်ပြီးတော့ subscribe လာလုပ်ထားပေးပါအောင်လို့တာရက်ခံလိုက်ပါတယ်ခင်ဗျာအားပေးမှုအတွက်အထူးကိုကျေးဇူးတင်ရှိပါတယ်နော်ကျွန်တော်ရဲ့ YouTube channel လေးကို YouTube ရဲ့ search bar မှာ K-pop Stan CPA ဆိုပြီးလို့ရိုက်ရှာပြီးတော့ alert ကိုရှာဖွေပြီးတော့ subscribe လာလုပ်ထားလို့ရပါတယ်ခင်ဗျာ